အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ sandwich လေးကို breakfast အနေနဲ့ထပ်လုပ်စားမှာပဲဖြစ်ပါတယ်ပထမအဆုံးကြက်သားလေးတွေကိုကြက်သွားအောင်မိတ်ကာလေးနဲ့ထည့်မယ်ပြီးရင်ကို့မှာပါရှိလဲရှိတဲ့ဟာတွေအကုန်ထည့်ပါမယ်ကဲပထမအဆုံးကဒီအချောင်းလေးတွေ sausage အချောင်းလေးတွေထည့်မယ်ပေါ့နော်ပြီးရင်ကြက်ဥနဲ့ရောကြောပါမယ်ကြက်ဥလေးက၄တောင်ဖြစ်သွားအရင်လှတယ်ပေါ့နော် sandwich လုပ်နေရတာခလေးငငယ်တုန်းကဒီဟင်းချက်တဲ့ကစားရတယ်လို့မျိုးခံစားရတယ်ပျော်ဖို့ကောင်းပါတယ်လုပ်ချပါ sandwich maker လေးဈေးဘယ်လောက်မှမရှိဘူး200ကျော်ပဲရှိပါတယ်ဒါပြီးတော့လို့ရှိရင်အသားပြားလေးထည့်မယ်အသားပြားလေးပေါ်မှာညနေကကြံတဲ့ငါးတစ်တာလေးတွေကိုထည့်လိုက်တယ်ပေါ့နော်ဘာရတော့မဟုတ်ရှိတဲ့ဟာအကုန်ထည့်မဟုတ်လို့ရှိရင် waste ဖြစ်တယ်ပေါမုတ်စာဖုတ်ပါပြီပေါမုတ်ပေါ်မှာကြက်ဥပြားထည့်မယ်ကော်ပီတို့ထည့်မယ်ကော်ပီတို့ပြီးရင်အချင်းခင်းကျင်ပြီး socks လေးထည့်မယ်အဲ့ဒါဆိုအီးပြေတယ်ပြီးရင်ခုနကကြော်ထားတဲ့ကြက်သားလေးတွေထည့်မယ်ခင်းကျင်တီတွေထည့်မယ် cheese ထည့်မယ်ဆလတ်ရွက်ရှိမယ်ရှိတာအကုန်ထည့်ပါညဲဒါဆိုလို့ရှိရင်နောက်ဆုံးကဲဆလတ်ရွက်ထည့်ပြီးတော့လို့ရှိရင်တော့ရှိတဲ့ accessory ကုန်ပြီထင်ပါတယ်ကဲအဲ့ဆိုတော့အာမိုးလေးနောက်တစ်ချက်ထည့်လိုက်ပါပြီစားရရဲ့အကြီးပဲဒါပေမဲ့ရတယ်ပေါ့နော်ပိတ်လို့ရတယ် ready to eat လေးဖြစ်သွားပါပြီ။ဒါလေးကအမြဲတမ်းလုပ်ချင်နေတဲ့အရာလေးနှစ်ချမ်းခွဲတဲ့ဟာလေးကြည့်အောင်စားခြင်းစရာလေးပူတဲ့အတွက်ကြောင့်မလို့တ िश လေးတော့မနေ့တိုင်း coffee တောက်တဲ့သူမဟုတ်လို့တငယ်ချင်းပေးထားတဲ့အဲ့ coffee မုတ်လေးကိုခွဲထည့်တယ်ပေါ့နော်ဒါလေးက3ကောက်4ကောက်လောက်သုံးလို့ရတယ်ပြီးရင် no မုတ်ထည့်မယ် no စီထည့်မယ်coffee ကြိုက်တယ်ဆိုရင်မဲ့ခါရဆိုရင်မကြိုက်တဲ့အတွက်ကြောင့်မလို့ဒီအချိုပါတဲ့ဟာတွေထည့်ရပါတော့တကြားလွယ်ပြီးတော့ဘယ်လိုရှိရင်နှက် coffee လေးဖြစ်တဲ့အတွက်ကြောင့်မလို့တတိကျနှက်ပြီးတော့လို့ရှိရင်ထားလိုက်ပါမယ်ခေါင်းလျှော်ရုပ်ရှင်ကြည့် okay စားဖို့ ready ဖြစ်ပါပြီဒါကျတော့ 7-Eleven ရထားတဲ့ဒီ sauce လေးနဲ့ sandwich လေးနဲ့ဖြူစားမှာပေါ့နော်စားကောင်းကြောင်းကြွားနေရပါတကယ်စားကောင်းတယ်သူကတစ်ခုစားတာနဲ့ဘိုက်ပြည့်သွားပြီပေါ့နော်ဒါနဲ့ကိုကနားပြီးစားလိုက်တယ်ပထမဒီဟာတစ်ခုစားပြရနဲ့ခဏနားလိုက်တယ်ပြီးကြတော့မှနောက်တစ်ခုထပ်စားတယ်ဒါနေကင်းစားဆိုလို့ရှိရင်တော့2နာရီ3နာရီလောက်မှစားဖြစ်တော့မှတင်တယ်